Hello, Minglaba. Well, when I solution, Manga ye winning a sabi, no? As a mess at the tiale, Chini blue mammoth detail, Mazale, didn't teaching, teaching Umabe. Low Sino, whom I look up there, I look at visiting the winning Nelly, I don't know. Could you buy low to show and the Mazale of people? So, to winning the Mamasaka, 9 the love, no, and little look at the table, no? သူ YouTube 1 million ပြီးတော့ဟာလေဟိုအကုန်လုံးမိသားစုလေးတွေပြောအောင်ဆိုပြီးတော့တမင်တက်တက်နေဖောက်တာပေါ့နော်အဲ့လိုမျိုးတမင်တက်တက်လုပ်ပေးလိုက်တယ်ပေါ့တူလိုက်တယ်ဟောအခုဟိုဟာသူမွေးနေ့အတွက်ပေါ့နော်ဟိုမစားလက်မှတ်အလုံးပေါင်း17ဆောင်ပေါ့နော်17ဆောင်မစားလိုဖြစ်တယ်ပေါ့3ဆောင်ကတော့ညီမလေးရွန်းနဲ့နေဖောက်တယ်ပေါ့နော်အဲ့ဒါတော့သူ့မစားအချိန်မရှိလို့မစားဘာမှအဲ့ကိစ္စလေးလုံးလုပ်ဖို့အချိန်မရှိလို့ဒီမလေးနေမဲလုပ်ပေးပါဆိုရင်တော့သူ့လည်းလုပ်ခိုင်းလိုက်တယ်ပေါ့ကျန်တဲ့ဆောင်တွေကတော့မစားကနေရလူတီကိုနေရအတီအမေရပေါ့နော်သူတို့စာအစောကြီးတွေကကြည့်ချင်လို့ကလေးပွဲကိုကြည့်ချင်လို့ဆိုပြီးတော့စူးငွေချဖို့ဒီလေးစီစဉ်ထားတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပြီးတော့တွားကြည့်မယ်ဆိုပြီးပြောကြတာပေါ့နော်တကယ်ကြတော့ပွဲလက်မှတ်ဈေးနှုန်းလေးတွေထွက်လာတဲ့အခါကျတော့အဲ့ဒီမိမိတို့တွေကမချင်းနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးလက်မှတ်တွေပါပြီးတော့ဆွမ်းမသာလေးစိတ်ကောင်းဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပဲအဲ့ဒါစိတ်ကူးရပြီးတော့ညီမလေးဒီမစားလေးဒီရောက်တာကြာပြီဆိုတော့မစားကအဲ့ဒီ ARP တွေပါမစားကမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ညီမလေး2ယောက်3ယောက်ကိုကိုညီတောင်းပြီးတော့တယောက်ကို2ဆောင်3ဆောင်နဲ့ဝယ်ခိုင်းပြီးတော့အဲ့လိုမျိုးအမေရိကန်မောင်ငယ်ပွဲဝေးကြည့်ချင်တဲ့အမီတွေကိုမစားဝယ်ပေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးနောက်ညီမလေးရုံးကလည်း3ဆောင်ထပ်ဝယ်ပေးတယ်ပေါ့အဲ့ဒါနဲ့ပဲ17ဆောင်ဖြစ်သွားတယ်ပေါ့နော်သူတို့ကြည့်ချင်တာလေးတွေကြည့်ရတဲ့အတွက်ပြီးတော့လည်းသူတို့ဒီလက်မှတ်ဖိုးကုန်မဲ့ပစံလေးတွေကိုမောင်ငယ်ကိုစုချမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပြောသွားကြတဲ့မစားလေးပြောပါတယ်ဒါပေမဲ့တကယ်မစားဒီနေ့သိလိုက်ရတာကြတော့မစားကတကယ်အမှန်တကယ်ကြည့်ချင်တဲ့အမီတွေပြီးတော့လည်းတချို့အမီတွေကြတော့ ARP တွေပါတယ်နဲ့မဝယ်ထားဘူးပေါ့သူတို့မှ ARP တွေပါတယ်မရှိဘူးတမီးရဲ့ဆိုလို့အဲ့လိုမျိုးလေးတွေပြောတဲ့အခါကျတော့မစားကဟိုပေါ့နော်ဟိုညီမလေးတွေကိုညီတောင်းပြီးတော့ဝယ်ပေးဖြစ်တာအမှန်တကယ်ကြည့်ချင်တဲ့အမီတွေလည်းကြည့်ရအောင်ပေါ့နော်မောင်ငယ်တကယ်ချစ်တဲ့အမီတွေကြည့်ရအောင်ဆိုပြီးတော့မစားဝယ်ပေးတာဒါပေမဲ့ဒီနေ့တီးလိုက်တဲ့အချိန်မှာ2ဆောင်ကတော့2ယောက်ကတော့ပေါ့နော်အမီတွေမဟုတ်ဘူးလူငယ်2ယောက်ဖြစ်နေတယ်မစားတီစတီတော့မစားလည်းနည်းစိတ်မကောင်းဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့နမစားပြန်တီးလိုက်တယ်ကိုကလူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူပဲဖြစ်ဆိုပြီးတော့စိတ်ဖြတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မစားချင်းစိတ်ပြန်ပြီးတော့ဟိုအဆင်ပြေသွားတယ်ပေါ့နော်ဟိုစတော့ဘယ်လိုမစားလိန်ဘွားဖြစ်တဲ့အတွက်ကြောင့်မလို့မစားစိတ်မကောင်းဖြစ်သွားတာပါဒါပေမဲ့တကယ်ပြန်တွေးကြည့်လို့ရှင်မစားဘယ်သူ့ကိုမာရဲလို့မဟုတ်ဘူးပေါ့နော်တကယ်ကြည့်ချင်တဲ့လူတွေကိုလူတာဖြစ်တဲ့အတွက်ကြောင့်မလို့မစားစိတ်ပြန်ပြီးတော့အဆင်ပြေပါတယ်မောင်ငယ်မွေးနေမှာပေါ့နော်မနေ့ကဆိုပြီးချပြီဆိုတော့မစားတို့လိုဦးရလူတွေကတော့သူများပေါ်တာတို့သူများတင်ပေးတာတို့ဒီကနေကြည့်နေမယ်ပေါ့နော်အဲ့လိုမျိုးမနေ့ဖန်ပွဲရတော့မစားတော့ဘယ်လိုခေါ်မလဲသူများတင်တာလေးတွေကြည့်ရမှာပေါ့နော်အခုဆိုတော့အားလုံးပြောရှင်းနဲ့ကြည့်ကြမယ်လို့မစားယုံကြည်တယ်မစားတို့လည်းဒီကနေပြီးတော့အကုန်လုံးဦးရလူတွေလည်းအကုန်လုံးစိတ်လူရှာပြီးတော့ပြောနေကြတာပေါ့နော်ပွဲကိုကြည့်ချင်တာပေါ့သူမောင်ငယ်ချပြမယ်လူပညာအတက်ကလေးတွေလည်းကြည့်ရမှာပေါ့နော်အဲ့လိုမျိုးလေးနောက်ပြီးတော့ဘယ်သူတွေကဆူချမလဲဘယ်သူတွေကဘာတွေပေးမလဲဘာတွေဆူချမလဲဆိုတာမသားတို့လည်းအကုန်လုံးစိတ်ဝင်စားတယ်ပေါ့နော်စိတ်ဝင်စားတယ်ကလေးစားဖို့လည်းပြောတယ်ပေါ့နော်ဘယ်လိုခေါ်မလဲသူရဲ့မွေးနေ့လေးမှာအကုန်လုံးမိသားစုတွေအကုန်လုံးဟိုဘယ်လိုခေါ်မလဲချစ်ခင်မှုကိုပြတဲ့အတွက်ကြောင့်မို့လို့မစားတကယ်ပြောပါတယ်နောက်တစ်ခုကနောက်ပြောမှာလေခုနကprofile မချိန်တဲ့ကိစ္စကိုမသာပြောချင်လို့ဒီလားမဆာကအမေရိကန်ဆိုလို့ရှိရင်အဲ့ဒီ post ကမဆာကဘသူ့ကိုမှဆိုကားပြီးတော့ရေးတဲ့ post မဟုတ်ဘူးအမေရိကန်မဆာဟိုစချင်လို့ပေါ့နော်အမေရိကန်ဆိုရင်စရည်မှုကလည်းတန်းစော်ထွေးပဲတန်းစော်ထွေးကလည်းစရည်မှုပဲအတူတူပဲလीအဲ့ဒါကိုမဆာတမင်သက်စချင်တဲ့ post ပုံစံမျိုးလေးနဲ့ရည်နေတဲ့ပုံလေး3ခုတောင်မဆာထည့်ပေးလိုက်သေးတယ်ပေါ့နော်အဲ့မျိုးမဆာကဆိုင်းမှုညုံဆိုင်မှုဖန်မဟုတ်ပါဘူးတန်းစော်ထွေးဖန်မှာဆိုပြီးတော့တမင်သက်စတဲ့ပုံစံလေးနဲ့ရေးတာအမှန်တကယ်မစားဘသူ့ကိုမှဥခတ်တဲ့စိတ်မရှိဘူးမစားဘသူ့ကိုမှအပြစ်တင်လို့စိတ်မရှိဘူး
အကုန်လုံးကမောင်ငယ်ကိုချစ်ကြတာဖြစ်တဲ့အတွက်ကြောင့်မဆာပြောတယ်မဆာတို့အကုန်လုံးမိသားစုအကုန်လုံးကချစ်ကြတာလေဒါအများပိုင်းပဲအများပိုင်းဟိုအကုန်လုံးတူပဲပိုင်းသူမှမရှိဘူးလေကလေးကအများပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးချစ်ကြတဲ့အတွက်မဆာတို့ကဝမ်းသာတယ်ပေါ့နော်အဲဆိုတော့မဆာကအပြစ်တင်တဲ့ပုံစံမျိုးနဲ့မဆာတင်တာမဟုတ်ဘူးတချို့ကြတော့ဘယ်လိုခေါ်မလဲကိုယ့်ရဲ့အဆုံးဖြတ်ပိုင်ခွင့်ကိုယ့်ကိုဆုံးဖြတ်ပိုင်ခွင့်ရှိကြတာပေါ့နော်ကိုယ့်ကိုတွေးပိုင်ခွင့်ရှိတယ်ပေါ့ဒါတော့ဒါမဆာတင်တဲ့ post ဒီဘယ်လိုခေါ်မလဲမဆာကဟိုဘယ်လိုခေါ်အခုဘယ်လိုခေါ်လှောင်နဲ့ပြောင်းတဲ့ပုံစံမျိုးနဲ့လည်းတင်တာမဟုတ်ဘူးအမှန်တကယ်မဆာစလိုက်တာတန်းစော်ထွေးနဲ့ဆိုင်မှုနဲ့အတူတူပဲဆိုအကုန်လုံးတည်နေတာပဲအဲကြောင့်မဆာစတဲ့ပုံစံလေးနဲ့ဆိုင်မှုကမဟုတ်ပါဘူးတန်းစော်ထွေးဖန်မှာဆိုပြီးတမင်သက်စပြီးတော့တင်လိုက်တာအမှန်တကယ်မဆာက profile ပုံလေး Facebook မှာလည်းဒီတိုင်းပဲမဆာက profile ပုံတပုံတင်ပြီးသွားရင်မဆာပြောင်းခဲ့တယ်ပေါ့နော်အဲ့လိုမျိုးခဏခဏပြောင်းတတ်တဲ့အချင်းမရှိဘူးပြီးတော့လည်းမဆာကသူများတင်တဲ့ပုံစင်တူပုံတွေလည်းမဆာမတင်တတ်ဘူးအဲ့ဒါမဆာရဲ့စိတ်ပေါ့နော်အဲကြောင့်မလို့မဆာခဏခဏပြောင်းတတ်တဲ့အချင်းမရှိတဲ့အတွက်ကြောင့်မလို့မပြောင်းတာလည်းဖြစ်တယ်ပြောင်းတဲ့လူတွေကိုလည်းမဆာဘယ်လိုပြောမလဲအပြစ်တင်ကြမလို့လေဒါသူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်သူတို့ TikTok သူတို့ Facebook မှာသူတို့တင်ချင်တာတင်ပိုင်ခွင့်ရှိတယ်သူတို့ရဲ့ဒါကိုယ်ပိုင်လွတ်လပ်ခွင့်ကြီးလေမဆာဘာပြောဘာမှဟိုဘယ်လိုခေါ်မလဲအပြစ်ပြောချင်အကြောင်းမရှိတယ်လို့ဟိုထောင်စရာအကြောင်းလည်းမရှိဘူးလေအခုကဘယ်လိုလဲဆိုတော့မဆာကထင်လွဲတာလို့တော့မဆာထင်တာပဲပေါ့နော်မဆာတွေ့ရဆိုတော့မဆာတင်တာကရည်တဲ့ပုံလေးရလောင်းတဲ့ပုံမဟုတ်ဘူးမဆာတမတက်တက်စပြီးတော့တင်လိုက်တဲ့ပေါ့နဲ့တင်လိုက်တာဖြစ်တယ်ပေါ့နော်ဒါကမဆာကဘယ်လိုခေါ်မလဲလူတချို့လူကြီးတွေလည်းထင်မြင်လဲမှာဆိုလို့မဆာကဒီဟာကိုပြန်ပြောပြတာပေါ့နော်တခြားကိစ္စတွေပါရတယ်မဆာပြောစရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့လူဆိုတာကကိုယ့်ဘာကိုnegative တွေးတဲ့လူက negative ပဲတွေးမှာပဲလေpositive တွေးတဲ့လူက positive ပဲတွေးမှာပဲဒီလူတယောက်ကိုမကြည့်လို့ရှိရင်မကြည့်သလိုသူတို့တွေးမှာပဲဒီတယောက်ကိုချစ်တယ်ဆိုရင်ချစ်တယ်လို့တွေးကြမှာပဲအဲကြောင့်မို့လို့မဆာကဘာမှလိုက်ရှင်းပြစရာအကြောင်းမရှိဘူးဘယ်လိုကောမလဲကိုယ်စိတ်ကိုပဲကိုယ်ဒီတည်တယ်ကိုယ်ပဲတည်တယ်သူများမတည်ဘူးအဲ့လိုမျိုးပေါ့ကိုယ်စိတ်ကဘယ်လိုဖြူစင်လဲဘာလို့ဖြစ်တယ်ဆိုတာကိုယ်တိုင်ပဲတည်တယ်ပေါ့နော်ကိုယ်တိုင်ပဲတည်တယ်ကိုယ်တိုင်တည်တယ်လို့ဘာငယ်လဲတည်တယ်အကုန်လုံးကိုယ်ဒီအနီးနားပတ်ဝန်းကျင်လူတွေကိုယ်ဒီစိတ်ကဖြူစင်လဲဆိုတာအကုန်လုံးတည်တယ်အဲ့ဒီတည်းမဆာလေးပြန်လုံနေမဆာကဟိုဘယ်လိုခေါ်မလဲကို TikTok ဆော်တယ်ဆိုတာမဆာဝါသနာပါလို့ဆော်တာပေါ့နော်ဝါသနာပါလို့ဆော်တာတချင်းမှန်တဲ့များကိုလည်းမဆာပေါ့ဖြစ်ဘယ်တော့မှမဆော်ဘူးကိုယ်တိုင်းလိုက်ပြီးတော့ခံစားပြီးတော့ဆော်တယ်နောက်တစ်ခါမဆာကဘယ်လိုခေါ်မလဲမြန်မာတန်စင်ကိုကြိုက်တဲ့အတွက်အလွမ်းဆွေတချင်းလေးတွေကြိုက်တဲ့အတွက်ဆိုတယ်ဆော်တယ်အဲ့လိုမျိုးလုပ်တယ်ပေါ့အဲ့ဒါကိုလိုက်ခံစားပြီးတော့မဆာကိုလိုက်ဆော်ကားနေတာတွေပါတယ်မဆာတွေ့တယ်အဲ့ဒီအတန်မဆာဘလောလောဆယ်ကမဆာကိုအကောင့်တူတင်နဲ့ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မဆာခင်းဆိုင်ဘူးနောက်တစ်ခုအကောင့်အစင်းနဲ့မဆာကတော့ပြောစီခြင်းနဲ့အကောင့်စင်းနဲ့ပြောပါမဆာနာမည်ကိုဘိုင်းနေတက်ပြီးပြောပါအဲ့လိုမျိုးဆိုလို့ရှိရင်တကယ်အဲ့လိုမျိုးပြောလာပြီဆိုရင်မဆာဘက်က response လာမယ်နော်ဒါပေမဲ့မဆာတိုက်ရိုက်တော့မပြောဘူးမဆာဘက်ကလှုပ်တင်တာလုပ်မယ်နောက်တစ်ခုကတကယ်မဆာပုံမျိုးယူသုံးပြီးတော့မဆာဆိုကားနေတဲ့လူတွေဒီအကောင့်တူတွေဖြစ်နေတယ်ဒါပေမဲ့အကောင့်တူဆွေပြီးတော့ဘာမှလုပ်လို့မရဘူးလို့တော့မထင်ဘူးမဆာကိုယ်တိုင်လည်းရှင်းနေတယ်ဖြစ်တယ်ပြုတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့မဆာမှာလည်းမဆာရဲ့လုပ်ပိုင်ခွင့်အများကြီးရှိတယ်နောက်တစ်ခုက TikTok Facebook ဒီမဆာရဲ့ TikTok Facebook ဖြစ်တဲ့အတွက်ကြောင့်မလို့မဆာတင်ချင်တာတင်လို့ရတယ်နောက်တစ်ခုကမဆာကိုဟိုဘယ်လိုခေါ်မလဲပုံပြပန်းဖြတ်တွေလှုပ်တင်ပြီးတော့ပောက်ပြရတွေတင်နေတဲ့အကောင့်တွေလည်းတွေ့တယ်မဆာစိတ်ဆိုးလို့တော့မဟုတ်ဘူးဒါတွေက brain level မတူတဲ့လူတွေမဆာကိုမလိုတဲ့လူတွေလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မဆာကကျိုးတော့မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မဆာမဟုတ်နေတဲ့အတွက်ကြောင့်မလို့ကိုမဆိုင်ဘူးကိုတိုင်းကလည်းဟိုဘယ်လိုခေါ်မလဲကိုတိတ်ခါနဲ့ကိုနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကိုချောင်လည်းကိုရဲ့မိဘတွေဂုံတိတ်ခါကြအောင်မဆာတို့ညီမ3အောင်ဆုံးကြောက်မှမလုပ်ခဲ့ဘူးဒါပေမဲ့တကယ်မဆာတိတ်ခါထိပါလာပြီဆိုလို့ရှိရင်မဆာလည်းငြင်းနေမှာမဟုတ်ပါဘူးကလေးရဲ့မွေးနေ့ရှိနေတာဖြစ်တဲ့အတွက်မဆာဘက်ကလည်း ACC နေပြီးတဲ့နောက်တစ်ခုကပြဿနာတွေလည်းမဖြစ်ချင်လို့မဆာ ACC ဒါပထမဆုံးအကြိမ်မဆာတတိပေးတာဖြစ်ပါတယ်မဆာရဲ့ကိုတိတ်ခါထိကြိုက်လာမဲ့ကိစ္စမှန်တယ်များနောက်ပိုင်းဖြစ်လာခဲ့ရင်မဆာ response လုပ်ပါမယ်ဒါကမဆာကစိတ်ဆူလို့ပြောတာမဟုတ်ဘူးเนาะမဆာလုတ်ပိုင်ခွင့်ကိုမဆာပြောပြတာကိုထင်တာကို
ခဏစကားလေးမဆုံးသွားလို့ပေါ့နော်ခုနည်းခဏဆက်ပြောမယ်မစားဘူးမှရေတောင်ချိုးရတယ်လောက်ကမှပြန်ရောက်တာပစ္စည်းတွေလည်းရောက်နေတယ်မစားလို့တွေလည်းရှုံနေတယ်လေအဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုခေါ်မလဲကိုပြောလိုက်တဲ့ပြောတစ်ခုကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုကသူများကိုမထိခိုက်ဘူးဆိုလို့ရှိရင်တော့ကောင်းတာပေါ့ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲမောင်ငယ်ဒီအများပိုင်းမင်းသားလေးတယောက်အကုန်လုံးချစ်လို့ရတယ်ကြိုက်တယ်လို့ယူလို့ရတယ်ဘယ်သူပဲချစ်ချစ်လို့ရတယ်ဘယ်လိုပုံစံနဲ့ပဲချစ်လို့ရတယ်ဒါမက်စာတော့လည်းမဆိုင်ဘူးမက်စာစိတ်ထဲမှာတတ်မှတ်ထားတာဒီမက်စာဒီမောင်ငယ်ကိုသူ့ရဲ့အနုပညာသူ့ရဲ့ဘယ်လိုခေါ်မလဲစိတ်ထားလေးတွေပြီးတော့လည်းမက်စာလိုပဲမိဘကျေးဇူးကိုတည်တတ်တယ်မိဘကိုပြန်ချကျွေးနေတဲ့တာကောင်းတစ်ယောက်ဖြစ်တယ်ပြီးတော့အဲ့ဒီအတွက်မက်စာကဟိုဘယ်လိုခေါ်မလဲတန်ဖိုးထားတယ်လေးစားတယ်ကိုထက်ငယ်ပေမဲ့ပေါ့နော်ကိုထက်ငယ်တယ်ဒါပေမဲ့လေးစားတယ်တန်ဖိုးထားတယ်သူတိတ်ခါကြမဲ့ကိစ္စမှလည်းမက်စာကတခုမှမလုပ်ထားဘူးဘာမှလည်းမလုပ်ဘူးမက်စာဘက်ကကိုနိုင်တလောက်ကလေးနိုင်တလောက်ပဲကိုဟိုပါပေါ့အားပေးတယ်ဒီလောက်ပဲဘယ်လိုခေါ်မလဲလူတိုင်းကကိုရဲ့စိတ်ကိုကိုယ်တိုင်နဲ့တည်တယ်သူများမသိဘူးခုချိန်ဒီမက်စာဒီပါငယ်ပေါ်မှာဖြူစင်စွာနေတယ်ဖြူစင်စွာထားတယ်ဖြူစင်စွာချစ်တယ်မချစ်ဖဲနဲ့လူတယောက်ကိုမချစ်ဖဲနဲ့ဘယ်သူမှအားမပေးဘူးမက်စာမချစ်ဘူးမပြောဘူးချစ်တယ်ဒါပေမဲ့ဖြူစင်စွာချစ်တယ်အားပေးတယ်ကလေးကိုအားပေးတယ်သူဖြစ်စေချင်တာလေးတွေကိုကိုယ်ပြိတ်တက်တယ်အနေနဲ့လက်ခုပ်လက်ဝါးတီးပြီးအားပေးရင်တော့ဘယ်အနုပညာရှင်ပဲဖြစ်ဘယ်လိုခေါ်မလဲစိတ်ချမ်းသာကြတယ်ပေါ့နော်ပျော်ရွှင်ကြတယ်သူတို့အားပေးတဲ့သူတွေရှိတယ်ဆိုပြီးတော့သူတို့အားတက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်ဆိုတော့အခုတချို့ပြောနေတဲ့လူတွေဘယ်သူတွေလဲဆိုတာလဲမဆာရင်းမိတယ်လို့ရင်းမိတယ်တီးတင်တယ်လို့လည်းတီးတယ်ဒါပေမဲ့မဆာဘာကြောင့်မတုံ့ပြန်လဲဆိုတော့ဖန်ချင်းချင်းဖြစ်နေလို့မောင်ရဲ့ဖန်ချင်းချင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့မဆာဘာမှတုံ့ပြန်စရာအကြောင်းရှိဘူးလူတိုင်းကလွတ်လပ်စွာတွေးခေါ်ပိုင်မှုရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့တွေးခေါ်မှုကိုဒီဒါမှမဟုတ်လို့ရှိရင်ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဒီတခြားသူရဲ့ဂုဏ်သိက္ခာတခြားသူရဲ့ကိုချင်းသိက္ခာဂုဏ်သိက္ခာကိုထိခိုက်လာမယ်ဆိုရင်တော့မကောင်းဘူးပေါ့နော်အဲ့ဒီလူကလည်းလို့ခေါ်မလဲသူ့မှာလည်းသူ့ဘာသူလုပ်ပိုင်ခွင့်ရှိတယ်ပေါ့နော်လုပ်ပိုင်ခွင့်ရှိတယ်အဲ့ဒီတည်းမစားကြိုးပြီးတော့တတိပေးပါတယ်ထပ်ပြီးတော့ဥမောင်ငယ်မွေးနေ့အေးစစ်ပြပြရှင်းရှင်းလေးပြီးစေချင်တယ်ထပ်ပြီးတော့မြန်မဆာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတွေပောက်ကရတွေကိုတင်နာတွေပါတွေတွေ့တယ်ပြုတယ်ဆိုလို့ရှိရင်မဆာဘက်ကလုတ်တင်တာလုပ်ပါမယ်ဒီခါလေးကြိုပြောထားတာပါမဆာလည်းတိခံနိုင်တယ်လို့တိခံပြီးခဲ့ပါတယ်ကိုချောင်းကိုမိပါလေမိဘဆွေမျိုးအတိုင်းဝိုင်းမျိုးကိုကောင်းတော့မှတိခံကြစီချင်ပါဘူးအဲ့ဒီတမဆာဘက်ကလည်းလုတ်တင်တာလုပ်ပါမယ်ကြိုပြီးတော့ပြောထားတာပါခုနကပြောတာကမဆာမပြီးသေးလို့ဆက်ပြီးတော့ပြောလိုက်တာပေါ့နော်နောက်ဗီဒီယိုမှာခုမဆာလည်းဒီမှာအချိန်မရှိတော့ဘူးဒီမှာ9 နာရီခွဲနေပြီဆိုတော့မဆာလည်းယူလို့ချိုးတော့လက်ဖက်ကြလို့ရှိရင်မောင်ငယ်ကတဲ့ဟာလေးတွေကိုမဆာ online ကနေပြီးတော့ကြည့်မယ်အားလုံးပျော်ရွှင်စွာမောင်ငယ်မွေးနေ့ကိုဆင်နွှဲနိုင်ကြပါစေလို့မဆာဆုတောင်းပါတယ်ကောင်းမွန်သောမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးအေးချမ်းစွာအေးစက်နိုင်ကြပါစေရှင်